ဒီချိုပွဲလေးကိုဘယ်လိုလုပ်လဲသိချင်နေရမှလားဆိုတော့လုံနီးလေးကိုအဲ့ဒါလောက်ပြပေးထားတယ်ဆုံးဖြတ်ကြည့်ပြီးတော့ပါနော်မနေ့ကတင်ထားတယ်စားလို့ရတယ်မှာဂျာရီစားကိုချက်နီးလေးတင်ပြပေးမယ်နော်ဆက်ကြည့်လိုက်ပထမဦးဆုံးကြောက်ပွင့်ကိုအဲ့ဒါကဒီကိုစားနိုင်တဲ့လောက်လေးသုံးပြီးတော့ရေစိမ်းထားမယ်ပေါ့နော်15မိနစ်လောက်ရေစိမ်းပြီးသွားပြီဆိုလို့ရှိရင်ရေနွေးဆူဆူလေးထဲမှာကြောက်ပွင့်လေးတွေကိုထည့်ပါမယ်ကြောက်ပွင့်လေးတွေကိုလည်းထည့်ထားသလိုရေစေးထားတဲ့ဇီသီးလေးတွေပေါ့နော်ဇီသီးလေးတွေကိုလည်းအဲ့ဒါတို့ကဒီအိုးထဲမှာကြောက်ပွင့်လေးနဲ့အတူရောပြီးတော့ထည့်ပြုတ်လိုက်ပါမယ်ကြောက်ပွင့်လေးရဲ့ဇီသီးတွေကိုအတူကိုရီးယားအချိုကြိုက်တယ်ဆိုရင် raw sugar လေးပါထည့်ပြီးတော့ထည့်ကြုံမယ်ပေါ့နော်ဒီချိန်မှာအဲ့ဒါတို့ကတတိထားရမှာတကူကမီးအေးလေးနဲ့15မိနစ်20လောက်တည်ထားမှာဖြစ်ပါတယ်ကဲဒီလိုမျိုးဆူလာပြီဆိုရင်တော့ကိုဂျီဘယ်ရီလေးကိုထည့်မယ်ထည့်ပြီးရင်တော့အေးခံထားလို့ရပါပြီအဲ့ဒါကအချိုပွဲလေးကိုအေးလေးစားခြင်းတဲ့အတွက်ကြောင့်ရေခဲတက်တာတွေကိုထည့်ထားပါတယ်ကဲ thanks for watching